Mizima Petamia Alobe, Mingalawakmia, Jisima Sakuya, the Mizima Prime Die, Mizima the season and Chuzuare, this season ago, General Kanriga down you think set Bidomaba, the Nejishua Madanigaro, Singumiogo, set that Pianle Tinchoka, Mentally Mugo, Lambang Sumui at Donny in answer, so qua Biare. Setaga Anago, Natao Shine, a mere so kind Tabu Jansi Nebi, say Nineta, a Sontana Melo, can you occur 3 beer? And you be beyond the years a low put Jan de Jow, Jai the Mrap your train. Canally Pantare PDF the Arlo, Pian looked at Rene, Taiwan go $70 billion bo, American got Lana young chum who aboard the yoke, being tens or don't be an Rene again. The now Sonia Shuizi, within it, a Yeji Gongzi, non regular, Suzi, then set with on our camera. Single Myogo set up and let Tinchoka, Manly, Mogo, Lambang, Sumu, to only in answer, so quite big at Rango in his own thing set by me. Manly time to my shia, ye by a single Myogo, Mudan New Year, so ya and Uji, Tinchok, Tayagani, the nature a jama, Sikon, see, Taka, alone, so can let Tinchok, Dobby Pitchow, say it in me to net, the Dakan is Sigati. Began with one such Hoga Sadinga, Maria Baka, sitting a Lea Jone, sit down to la Pipio, the La Niva, a jar, Dizima, Sakoya, Manama, Myogo, Ting Back Nangera, Pipare. Second machine, Lee Jow, then a gene drone we go. And don't take La Jow, and Mamia Tabe, don't let the poetry, baking Yago, so quite bigger Yabi, Lashima, Myogo Machia, yes, can Tanasaya Yonima. Sitaka a time chat near Utaga, Mune area, and she say Yaga no pianle so more tired, Missimaye. Say it immediately got Missimago Piobare. Single go Lalo Laya, Jow, Male, Mogo, Lampango, Sitaka pianle so more Donna Biro, Anya Didago, Gong Sine, Lana season moo, Bomo, Kake, Donna, and Yellow Didakan is Sigas Diaware. Single Mure Tawan Niba Ma. 大波聽就表示呢，比如苗can呢，你那只話da頭呢似個 sky 呢，萬里白個，比如呀上頂你家呀個，實在嘢來兩別看木匠，也打出對手會來新的匠，你當看你個數話嘅咁樣。嗱，睇到人都話呢，sales 數下，那趟ship 配置往前間烏個東差別，都讓主角背個你的先。阿那個塔拉收緊塔布做完你就，見苗達使用 can you 個塔不都所謂圖文個邊邊睇睇比例ပါ咧，ဒီနေ့ကြားရောက်တဲ့2965ခုနှစ်မြောက်見အမျိုးသားနှစ်တကူနဲ့တဝန်လာမှာသူကထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီးတော့လက်ရှိမြန်မာနိုင်ငံရဲ့အကြက်အတဲကိုဖြည့်ရှင်းဖို့အတွက်နိုင်ငံရေးနီလန်တစ်ခုရဲ့နဲ့မလုံလောက်တော့ပဲစစ်ရေးနီလန်နဲ့ပါတော်လန်တိုက်ဖြတ်ဖို့ပြည်သူတရက်လုံးကိုတိုက်တွန်းခဲ့ပါတယ် စစ်တပ်ဟာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကနေဆင့် Federal Democracy ကိုလက်မခံကြောင်းပြသခဲ့ပြီးအခုအခါ2008ဥပဒေအောက်မှာစစ်ဗိုလ်ချုပ်တွေအနိုင်ရမဲ့အတူရောင်ရွေးကောက်ပွဲကိုပြင်ဆင်နေတာဟာသူတို့စစ်အုပ်စုအာဏာတည်မြဲရေးနဲ့စီးပွားရေးအတွက်တာဖြစ်တယ်လို့တဝန်လာမှာဖော်ပြထားပါတယ်ဒါပြင်ကမ္ဘာနိုင်ငံအများစုဟာအာဏာသိမ်းစစ်အုပ်စုကိုအတိမတ်မပြုတ်ပဲစီးပွားရေးနဲ့အကူအညီတွေကိုဖျက်တောက်ထားတာကြောင့်စစ်တပ်ဟာဗပောင်းစုံကအကြက်ရိုက်နေပြီးစီးရဲအရရှုံးနေမှုတွေတုံ့ပြန်ဖို့စစ်တပ်ဟာရတပြည်သူတွေဘာသာရေးအဆောက်အုံတွေကိုလေကြောင်းနဲ့လက်နက်ကြီးတုံးပြီးခွဲခြားမှုမရှိတိုက်ခိုက်နေရလို့ဆိုပါတယ်ဒါကြောင့်မတူကွဲပြားမှုတွေကိုပေးဖယ်ထားပြီးတော့ကရင်မျိုးသားရေးနဲ့နိုင်ငံအကျိုးအတွက်ခေါင်းဆောင်မှုတစ်ခုရဲ့အောက်မှာစီးလုံးစွာပူးပေါင်းပါဝင်ကြဖို့လည်းတိုက်တွန်းထားပါတယ်ဒါပြင်စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာစစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြင်းပြီး Federal ပြည်အောင်စုတည်ဆောက်နိုင်မှသာရရှိမှာဖြစ်တယ်လို့ KNU ဥက္ကဋ္ဌဘဒိုစောကွယ်ထူးဝင်းကအလေးနဲ့ပြောကြားခဲ့ပါသေးတယ်ခင်ဗျာဆက်လက်ပြီးတော့မြို့သားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့မကြာသေးမီကပြုလုပ်ခဲ့တဲ့ပြည်ပြင်ပြောင်းလဲမှုတွေဟာပထမခြေလှမ်းသာဖြစ်ပြီးတော့ရှေ့ဆက်လှုပ်ဆောင်ဖို့အဆင့်များစွာကြန့်ရှိနေသေးကြောင်းယာယီသမ္မတဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ်မနေ့ကဒီဇင်ဘာ18ရက်ကပြုလုပ်တဲ့ပြည်အောင်စုလွှတ်တော် CRPH အစည်းအဝေးမှာယာယီသမ္မတကဒီလိုပြောကြားခဲ့တာဖြစ်ပြီးတော့ NUG အပြောင်းလဲပေါ်အားမလို့အားမရဖြစ်နေကြတဲ့ပြည်သူလူထုရဲ့ဝေဖန်မှုတွေကိုသိရှိကြောင်းနဲ့အားလုံးစိတ်ကြိုက်ဖြစ်ဖို့ခဲရင်းပေမဲ့ပြည်သူဆန္ဒနဲ့အနည်းဆက်ဆုံးဖြစ်အောင်စ조사နေကြောင်းဝန်ခံခဲ့ပါတယ်အစိုးရအဖွဲ့စွမ်းဆောင်ရည်ပုံမှုကြစ်လက်ထိရောက်ဖို့နဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့အခုထပ်ပိုပြီးထက်ထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပြည်ပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်ရတာဖြစ်တယ်လို့ဆိုပါတယ်အစုအဖွဲ့ဆုံးဒေတာစုံကိုစူးစီးနေရတဲ့အရှိတရားကြောင့်အပြောင်းလဲလုပ်ရမှာအကန့်အသတ်အချို့ရှိပေမဲ့တော်လှန်ရေးမူကိုတော့မတွေးဖယ်ဖို့ကြိုးဆိုင်နေကြောင်းဆိုပါတယ်
စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ဖို့နဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်လည်းဆက်လက်တိုက်တွန်းပြောကြားခဲ့ပါတယ်။ယာယီသမရကသူတို့ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကိုအလုံးနဲ့တက်တည်ပြပြီးလူထုထောက်ခံမှုရအောင်ကြိုးစားမယ်လို့ခိုင်မာစွာကတိပြုပြောဆိုသွားခဲ့ပါသေးတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တဝဲခရိုင်တပ်ရင်း2ကရဲဘော်တွေအားလုံးမိခင်တပ်ရင်းကိုလက်နက်နဲ့တကွာပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းကာယကရှင်ဖြစ်သူက PDF အထူးတိုင်းစစ်ဌာနညီပြူဟာ33ပြူဟာမူစောသားကိုကဒီဇင်ဘာ19ရက်မှာသူ့ရဲ့လူမှုကွန်ရက်ကသင်အတိပေးထုတ်ပြန်ထားပါတယ်။မြေပြင်မှာခက်ခဲနေကြတဲ့ကျွန်တော်တို့တော်လှန်ရေးညီကိုတွေကိုအယမ်းဖိအားမပေးကြပါနဲ့ကျွန်တော်တို့ကလည်းအတိဆုံးပါအပြစ်ရှိတဲ့သူကိုလည်းစစ်စည်းကမ်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့စောသားကိုကရေးသားထားပါတယ်။ဖန်စီရတာရဲ့မူလအကြောင်းရင်းအခြေအနေအသေးစိတ်ကို KNL နဲ့ PDF နှစ်ဖက်တာဝန်ရှိသူတွေကအတိအကျထုတ်ဖော်ပြောဆိုတာမရှိပေမဲ့လည်းအောက်ခြေတပ်ဖွဲ့ဝင်တွေအချင်းများထိုးကျိတ်ရန်ဖြစ်ရာကဖြစ်ကြောင်းသိရပါတယ်။မြစည်းမိုက်စုံစမ်းချက်ရတဝဲခရက်အမှတ်နှစ်တန်ရင်က PDF တပ်ဖွဲ့ဝင်တွေနဲ့ KNL တန်ရင်စနစ်လောက်အောက်ခံတပ်ခွဲနှစ်ကရဲဘော်တွေကိုအချင်းများရာက PDF ရဲဘော်က KNL တန်ရင်စနစ်တပ်ခွဲနှစ်ရဲဘော်ကိုရိုက်နှက်ခဲ့ပြီးမိမျောသွားတဲ့အထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမှာ18ရက်နေ့မှာနေဇက်ကပြန်လာတဲ့ PDF အစစ်မြင့်အရာရှိတွေအပါအဝင်အဖွဲ့ဝင်17ယောက်ကိုတရင်စနစ်ဖြတ်တန်းခြင်း KNL ကဥစွာဖမ်းဆီးခဲ့ပြီးနောက်ဆက်သူတွေနဲ့အရက်သားထောက်ပို့တွေကိုပါထပ်မံဖမ်းဆီးခဲ့ရမှာစုပေါင်းဖမ်းဆီးခံရသူ44ယောက်ထိရှိရလို့သိရပါတယ်။ဖမ်းဆီးခံရသူတွေတဲ့ PDF အထူးတိုင်းစစ်ဌာနအမှတ်33ညီပြူဟာရဲ့ပြူဟာမှုရဲဘော်စောတာကူနဲ့တဝဲခရအမှတ်2တရင်မှုမင်းသားကြီးကိုလည်းပါဝင်ပါတယ်။ဖန်ဆီးမှုနဲ့ပတ်သက်ပြီးတော့နှစ်ဖက်တာဝန်ရှိသူတွေညှိနှိုင်းမှုလှုပ်ဆောင်နေကြောင်းရဲဘော်စောသားကိုကဒီဇင်ဘာ18ရက်မှာအသိပေးခဲ့ပြီးဒီကနေ့ဒီဇင်ဘာ19ရက်မှာရဲဘော်တွေပြန်လည်လွတ်မြောက်လာပြီးဖြစ်ကြောင်းထပ်မံအသိပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့နိုင်ငံတကာသတင်းဘက်ကိုကြည့်အောင်ပါထိုင်ဝမ်ကိုဒေါ်လာ17ဘီလီယံပိုးအမေရိကန်ကလက်နက်ရောင်းချမှုအပေါ်တရုတ်ပြင်းထန်စွာတုံ့ပြန်တဲ့သတင်းကိုဝိုင်းတော်သူဂျူချန်ကတင်ဆက်ပေးပါမယ်တရုတ်ရဲ့ချင်းချောင်းမှုတွေပုံမမြင့်တက်လာချိန်နဲ့တရုတ်နဲ့ဂျပန်ကြားတန်တမာရေးတက်မှမှုတွေဖြစ်ပေါ်နေချိန်မှာအမေရိကန်ကထိုင်ဝမ်ကိုဒေါ်လာ17.15ဘီလီယံတန်ဖိုးရှိတဲ့လက်နက်တွေရောင်းချဖို့ကြာသပတေးနေ့မှာအတည်ပြုခဲ့ပါတယ်။အဲဒီရောင်းချမှုဟာထိုင်ဝမ်နဲ့ပြုလုပ်ခဲ့သမျှမှာအကြီးမားဆုံးလက်နက်အရောင်းဝယ်ဖြစ်ပါတယ်။အဲဒီလိုရဲ့အပေါ်တရုတ်ကပြင်းထန်စွာတုံ့ပြန်ခဲ့ပြီးတော့နိုင်ငံသားရေးပြောခွင့်ရပုဂ္ဂိုလ်ကောင်းကြားခံကအမေရိကန်ဟာတရုတ်နိုင်ငံတည်းမူဝါဒကိုချိုးဖောက်နေတယ်လို့ဆွဆွဲခဲ့ပါတယ်။လက်နက်ရောင်းချပြီးတော့ထိုင်ဝမ်လွတ်လပ်ရေးကိုကူညီတာကအမေရိကန်ကိုပဲပြန်လည်ထိခိုက်စေမှာဖြစ်ပြီးတော့ထိုင်ဝမ်ကိုအသုံးချပြီးတရုတ်ကိုထိန်းချုပ်ဖို့ကြိုးပမ်းမှုမှန်သမျှလည်းမှုချကြရှုံးမယ်လို့ကောင်းကပြောကြားခဲ့ပါတယ်။အခုလက်နက်ရောင်းဝယ်မှုမှာအမြောက်စနစ်တွေတင်းပြတ်ဒုံးကြီးတွေရဟတ်ယာဉ်အပိုပစ္စည်းတွေနဲ့သင်္ဘောပြတ်ဒုံးကြီးတွေပါဝင်ပြီးတော့အဲ့ဒါကသမ္မတလိုင်ချင်တဲ့နိုဝင်ဘာလကကြေညာခဲ့တဲ့ဒေါ်လာ40ဘီလီယံထပ်ဆောင်းကာကွယ်ရေးဘတ်ဂျက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားထားပါတယ်။တရုတ်ချင်းချောင်းမှုတွေကြောင့်2028ခုနှစ်မှာအဆင့်အမြင့်ဆုံးတိုက်ပွဲဝင်အသင့်အနေထားဖြစ်လာစေဖို့နဲ့ကိုယ်တိုင်ကာကွယ်ရေးစွမ်းရည်မြင့်တင်ဖို့လိုင်းကပြီးခဲ့တဲ့လမှာကတိပြုခဲ့ပါတယ်။တရုတ်ဟာ2028ခုနှစ်မှာထိုင်ဝမ်ကိုသိမ်းပိုက်ဖို့ရည်ရွယ်နေတဲ့အကြောင်းလည်းသူကသတိပေးခဲ့ပါတယ်။ဒါအပြင်တရုတ်ရဲ့မကြုံစဖူးစစ်အင်အားတိုးချဲ့မှုနဲ့ထိုင်ဝမ်ရေလက်ကြားအပါအဝင်အင်ဒိုပစိဖိတ်ဒေသတလွှာရန်စားမှုတွေပုံမပြင်းထန်လာတာကိုလည်းသူကသတိပေးခဲ့ပါတယ်။တရုတ်ရဲ့ Fujian လေယာဉ်တင်သင်္ဘောဟာထိုင်ဝမ်ရေလက်ကြားကိုဖျက်ဆီးမောင်းနှင်ခဲ့တာကြောင့်သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကစောင့်ကြည့်တုံ့ပြန်ခဲ့ကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့မှာ X မှာရေးသားခဲ့ပါတယ်။ထိုင်ဝမ်ရဲ့ထပ်ဆောင်ဘတ်ဂျက်နဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကလက်နက်အားကိုနဲ့ပြန်လည်ပေါင်းစည်းရေးကိုစန့်ကျင်ပြီးတရုတ်လွတ်လပ်ရေးရဖို့ကြိုးပမ်းတဲ့အာဏာရ DPP ပါတီရဲ့အစီအစဉ်ဟာမုထကြရှုံးမှလို့တုံ့ပြန်ခဲ့ပါတယ်။တရုတ်ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းထိုင်ဝမ်ကျွန်းကမ်းလွန်မှာစစ်ရေးလေ့ကျင့်မှုတွေအကြိမ်ကြိမ်ပြုလုပ်ကာထိုင်ဝမ်အပေါ်ဇက်တိုက်ဖိအားတွေပေးခဲ့ပြီးတော့ထိုင်ဝမ်ရဲ့လွတ်လပ်ရေးအတွက်ရန်စမှုတွေနဲ့ပတ်သက်ပြီးပြင်းထန်တဲ့သတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကသူ့ရဲ့ပိုင်နက်အဖြစ်သတ်မှတ်ထားပြီးတော့သမ္မတရှီကျင်းဖျင်ကပြန်လည်ပေါင်းစည်းရေးဟာသမိုင်းပေးတာဝန်အရမလွဲမသွေဖြစ်လာမယ်လို့ယူဆထားပေမဲ့လည်းထိုင်ဝမ်ကအဲ့ဒါကိုညှင်းပယ်ထားပါတယ်။
American ရဲ့အခုလောက်ရဟာတရုတ်နဲ့ကုန်သွယ်ရေးညှိနှိုင်းမှုတွေဆက်လက်လှုပ်ဆောင်နေစဉ်အတွင်းထိုင်ဝမ်ရဲ့ဟန်တာမှုစွမ်းအားပြန်လည်တည်ဆောက်ဖို့သမ္မတဒေါ်နယ်ထရမ့်ရဲ့နည်းလမ်းတစ်ခုဖြစ်ကြောင်း BCA Research ကပထဝီနိုင်ငံရေးမဟာဗျူဟာပညာရှင် Matt Gatkin ကကြာသပတေးနေ့မှာပြောကြားခဲ့ပါတယ်။ Trump ကတရုတ်ကိုကုန်သွယ်ဖို့အသင့်ရှိပြီးတရုတ်တပိုင်းလျှက်ကူးပစ္စည်းတွေကိုလုံးဝဖြတ်တောက်မှာမဟုတ်သလိုထိုင်ဝမ်ကိုတိုက်ခိုက်ခွင့်ပေးမှာမဟုတ်ကြောင်းဖော်ပြလိုက်တာဖြစ်တယ်လို့သူကသုံးသပ်ခဲ့ပါတယ်။ ရိုက်တာရဲ့ဖော်ပြချက်အရစံချိန်တင်အကြီးမားဆုံးဖြစ်တဲ့အမေရိကန်ရဲ့သူ့ရဲ့လက်နက်ရောင်းချမှုမှာဒေါ်လာ 4.35 ဘီလီယံတန်ဖိုးရှိတဲ့ HIMARS ဒုံးပစ်စနစ်82ခုကီလိုမီတာ300အထိပစ်ခတ်နိုင်တဲ့ ATACMS ဒုံးကျည်420အပါအဝင်မောင်းသူမဲ့ကင်းထောက်စနစ်တွေနဲ့စစ်ပတ်သုံး software တွေပါဝင်ပါတယ်။အဲ့ဒါမှဒေါ်လာ4ဘီလီယံကျော်တန်ဖိုးရှိတဲ့ M109A7 မောင်းသူမဲ့ဟာဝီဇာအမြောက်စနစ်60နဲ့ဆက်ဆက်ပစ္စည်းတွေဒေါ်လာတန်း900ကျော်တန်ဖိုးရှိတဲ့ Javelin နဲ့ TOW တင်ဖြတ်ဒုံးကျည်တွေပါဝင်ပါတယ်။အခုလက်နက်အစီအစဉ်ဟာတရုတ်ရဲ့အချုပ်အခြာအာဏာနဲ့နေမြေတည်တံ့မှုကိုပြင်းထန်စွာထိပါတာဖြစ်ပြီးတော့ထိုင်ဝမ်ရေလက်ကြားရဲ့ငြိမ်းချမ်းတည်ငြိမ်ရေးကိုများစွာထိခိုက်စေကထိုင်ဝမ်ခွဲထွက်ရေးအင်အားစုတွေစီအလွန်မှားယွင်းတဲ့အချက်ပြမှုကိုပေးပို့လိုက်တာဖြစ်တယ်လို့ကောင်းကပြောကြားခဲ့ပါတယ်။ American ဟာထိုင်ဝမ်နဲ့ပြန်လှန်ကာကွယ်ရေးစာချုပ်မရှိသလိုကျုံးကိုကာကွယ်ပေးဖို့လည်းတာဝန်မရှိပါဘူး။ဒါပေမဲ့1989ခုနှစ်အထိထိုင်ဝမ်ဆက်ဆံရေးအဥပဒေမှာထိုင်ဝမ်အနေနဲ့လုံလောက်တဲ့ကိုယ်တိုင်ကာကွယ်ရေးစွမ်းရည်ရှိစေဖို့အတွက်လိုအပ်တဲ့ကာကွယ်ရေးပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေကို American ကထောက်ပံ့ပေးမယ်လို့ပြဋ္ဌာန်းထားပါတယ်။ထိုင်ဝမ်ကိုအင်အားသုံးသိမ်းပိုက်ဖို့ကြိုးပမ်းမှုဟာဂျပန်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ဝန်ရောက်ဆွတ်ဖက်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်းဂျပန်ဝန်ကြီးချုပ်ဆာနာအေးတာကာအီချီကနိုဝင်ဘာလမှာပြောကြားခဲ့ပြီးနောက်တရုတ်ကပြင်းထန်စွာတုံ့ပြန်ခဲ့ပါတယ်။တာကာအီချီရဲ့ပြောကြားချက်ကိုပြန်လည်ရုပ်သိမ်းဖို့နဲ့တောင်းပန်ဖို့တရုတ်ကတောင်းဆိုထားပြီးတော့တိုကျိုနဲ့တန်တမန်ရေးအရအငင်းပွားနေချိန်အတွင်းဂျပန်ကိုမသွားရောက်ဖို့အတွက်တရုတ်နိုင်ငံသားတွေကိုအကြံပြုထားပါတယ်ရှင်။ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ Proton အလိုသတင်းစာတိုင်းနဲ့ Daily Star ရုံးခန်းဖျက်ဆီးခံရတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျာဆန္ဒပြသမားတွေဟာဘင်္ဂလားဒေ့ရှ်နေစဉ်သတင်းစာရုံးခန်းကနေစာရွက်စာတမ်းတွေစက်ကူတွေနဲ့ပြည်ဘောဂတွေကိုသတင်းစာတိုင်းအဆောက်အုံရှေ့မှာစုပုံကမီးတင်ရှို့ခဲ့ကြပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာမှာဆန္ဒပြလူအုပ်ကြီးဟာဘင်္ဂလားဒေ့ရှ်နေစဉ်သတင်းစာProton အလိုသတင်းစာတိုက်ကိုတိုက်ခိုက်ခဲ့ကြပြီးအဲ့ဒီအဆောက်အုံရှေ့မှာမီးရှို့ခဲ့ကြတာပါအဲ့ဒီဖြစ်စဉ်အဒီဇင်ဘာ18ညတကောင်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်းသတင်းစာတိုက်ဝန်ထမ်းအများပြားက The Business Standard သတင်းဌာနကိုဖုန်းနဲ့အတည်ပြုပြောကြားခဲ့ပြီးတော့ဝန်ထမ်းချို့မှရုံးတွင်းမှာပိတ်မိနေစေဖြစ်တယ်လို့ဆိုပါတယ်အဲ့လိုနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဖော်ထုတ်နိုင်ခြင်းတော့မရှိသေးပါဘူးနောက်24ခုနှစ်ဘင်္ဂလားဒေ့ရှ်ကျောင်းသားဆန္ဒပြမှုတွေကိုဦးဆောင်ခဲ့တဲ့ Inquilab Mancha အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Sharik Osman Hadi ကွယ်လွန်သွားတဲ့သတင်းတွေဒီဇင်ဘာ18ညပိုင်းမှာပြန့်နှံ့လာပြီးတဲ့နောက်အဲ့ဒီလူအုပ်ကြီးဟာဆန္ဒပြဖို့အဖွဲ့အစည်းအများစုယုံရာရှာဘရရက်ကွက်ကနေ Proton အလိုယုံတို့တွားရောက်ခဲ့တာဖြစ်ပါတယ်ဟာဒီဟာဒီဇင်ဘာ12ရက်မှာတနက်သမားတအူးရဲ့လောက်ကျန်ခံခဲ့ရခြင်းဖြစ်ပြီးတော့စင်ကာပူမှာစေကူတမှုခံယူနေဆုံးကွယ်လွန်သွားခဲ့တာဖြစ်ကြောင်းစီကုမာတာဝန်ရှိသူတွေကပြောကြားခဲ့တယ်လို့အေဂျာစီယာတဲ့မှာဖော်ပြထားပါတယ်။ရာနဲ့ချီတဲ့ဆန္ဒပြသမားတွေဟာည7:00နာရီခန့်မှာ Proton အလိုယုံကိုရောက်ရှိခဲ့ကြပြီးတဲ့နောက်အဆောက်အဦကိုဝိုင်းထားခဲ့ကြပါတယ်။အဲ့နောက်ဒါဇင်နဲ့ချီတဲ့လူငယ်တွေဟာလေးတပ်အဆောက်အုံပေါ်ကိုတက်ကဖျက်ဆီးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ညမကြမီမှာဆန္ဒပြသူတွေက Proton အလိုယုံကစာရွက်စာတမ်းတွေစက်ကူတွေနဲ့ပြည်ဘောဂတွေကိုအဆောက်အုံရှေ့မှာစုပုံကမီးတင်ရှို့ခဲ့ကြပါတယ်။ဝန်ထမ်းချို့ထဲမှာပိတ်မိနေပါတယ်။ကာဝန်ဈေးမှာရှိတဲ့ Proton အလိုသတင်းစာတိုက်အဆောက်အုံတိုက်ခိုက်ဖျက်ဆီးခံနေရပါတယ်။အခုမီးတင်ရှို့ခံနေရပါတယ်လို့ Proton အလိုသတင်းစာကသတင်းတောက် Abdul Habnas က The Business တန်းကိုပြောကြားခဲ့ပါတယ်ဒေါ်တာထွန်းတဲ့လူကြီးဟာ Proton အလိုအဆောက်အုံကိုဖျက်ဆီးပြီးတဲ့နောက် Daily Star သတင်းစာရုံးကိုဖျက်ဆီးဖို့တွားရောက်ခဲ့ကြပါတယ်ဆန္ဒပြသမားတွေဟာည12:15မိနစ်မှာခါဝန်ဈေးမှာရှိတဲ့ Daily Star သတင်းစာတိုက်ရုံးကိုရောက်ရှိပြီးတော့မှန်ပရင်းပေါက်တဲ့တကားတွေကိုရိုက်ခွဲကစပွဲကလထိုင်နဲ့စားဆန်တွေကိုဆွဲထုတ်ကမီးတင်ရှို့ခဲ့ကြပါတယ်
စစ်တပ်ဟာအခြေအနေကိုထိန်းချုပ်ဖို့ည7:35မိနစ်မှာ Daily Star ရုံးကိုရောက်ရှိလာခဲ့ပါတယ်ခင်ဗျာ ထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြရပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစီနဲ့စောင်းစီစီတွေကိုတင်ပြပေးပါမယ်ဒါတွေကိုတော့မြန်မာဝိုင်းတော်သားဖြစ်တဲ့ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ3980ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1626.21ကျပ်ပြင်ပပေါက်စေ3135ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီသတ်မှတ်စေ2463.3ကျပ်ပြင်ပပေါက်စေ4959ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီသတ်မှတ်စေ66.4ကျပ်ပြင်ပပေါက်စေ128.65ကျပ်မလေးရှားတမင်ကကိုစစ်ကောင်စီသတ်မှတ်စေ913.21ကျပ်ပြင်ပပေါက်စေ990ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါငွေလဲလှယ်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ59သိန်း9000ကျပ်ပြင်ပပေါက်စေ90သိန်းကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ56သိန်း15625ကျပ်ပြင်ပပေါက်စေ84သိန်း9000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်1လီတာကို2230ကျပ်ပရီမီယံဒီဇယ်1လီတာကို2690ကျပ်အောက်တိတ်92တလီတာကို2520ကျပ်အောက်တိတ်95တလီတာကို2580ကျပ်ပေါက်ဈေးရှိပါတယ်ဖော်ပြပါ73စီစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီစင်းနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီသတ်မှတ်စေ6050ကျပ်ပြင်ပပေါက်ဈေး9200ကျပ်ပေါက်ဈေးရှိပါတယ်ဖော်ပြပါစင်းနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တဲ့မြစည်းမပရိုင်းတိုင်းမြစည်းမသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြရပါ။ကြည့်ရှုအားပေးကြပိတ်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်တွေကစူးစီးတင်ဆက်ပေးကြရပါ။တဲ့မြစည်းမပရိုင်းတိုင်းအစီအစဉ်ကိုနေ့စဉ်စနေနေ့ကနေတောက်ကြနေ့အထိည9:00နာရီမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းအချိန်ကဖြစ်ကြပါစေခင်ဗျာ။